ရပြီတစ်ချောင်းလုံးရောငမန်းတို့ဘာဆိုလားပဲပြောတာတော့ပြောနေကြတာကျွန်တော်မိပြီလားအစ်โอเคကဲဒါတော့ကျွန်တော်တို့ရဲ့ brother ကိုကျော်အင်္ဂလာကိုကျော်ကြီးပါငမန်းတို့ဘာဆိုလားပဲပြောတာတော့ပြောနေကြတာဘာကြီးလဲโอ้กระแทกดันကြီးပါโอเคဒါတော့ပေါင်လက်တင်နေပါပြီလို့ပေါင်လက်တင်နေပါဟိုဘက်ကတော့ကွန်မှန်ကြီးပဲဖြစ်ပါတယ်လို့မင်္ဂလာပါအော်ကလူကလဲနဲ့ဦးရဲ့ဂူကွဲတဲ့ပါလာပါပြီကျွဲကြီးလားမကျွဲဘူးဟုတ်တယ်ငစရိုင်းပြပါငစရိုင်းပြပါငစရိုင်းလေးငစရိုင်းပေါ့နှစ်ကောင်မအတွဲတွေပါသူတို့ကကိုမန်ကြီးပါဗျကိုမန်ကြီးပါလို့တင်ခဲ့ပြီပေါ့ဒုတိယတစ်ချိန်ထပ်တင်နေပါပြီဘာဖြစ်မလဲဆိုတာတော့ကျွန်တော်တို့အပေါ်ရောက်မှာပဲသိရမှာပေါ့ဗျာယောဟေးဒါကတော့ငါတန်ပေါက်ပါပဲပြုတ်ပဲပါတယ်နောက်ပါတော့ပါတယ်ရရမုံလေးလေးဦးလာလွတ်ပေးလိုက်တာရမ်းမို့လားခုနလွတ်လိုက်တဲ့ကောင်လေကြီးပါလေကြီးပါဒါယူရမယ့်ဆိုင်လားဆိုင်ဒါကိုပေါင်းမှုရဲ့စကေးပါလို့ကိုပေါင်းမှုရဲ့စကေးပါငပိကောင်ကြော်ပဲမြစ်ထဲမှာလာရင်ငပိကောင်ကြော်တဲ့ကောင်လေးများနေလောက်ကြအောင်ကဲဒါကျွေးကြီးပဲဒါကိုကြော်ကြီးပါအဲ့လေကျွဲဟိပီအဲ့မောင်နော်ကမလာရိုက်နေမှာတော့ပါတယ်ပြုတ်ပဲပါတယ်နောက်ပါတော့ပါတယ်ရိုက်လားမုံလေးလေးဦးလာလွတ်ပေးလိုက်တာရိုက်မဟုတ်လားခုနလွတ်လိုက်တဲ့ကောင်ကြီးပါလေဒါယူရမယ့်ဆိုင်လားဆိုင်ဒါကိုပေါင်းမှုရဲ့စကေးပါလို့ငါပြီးတော့